ဖိုးကျွယ်သည်တစ်တော်အနီးတွင်နေထိုင်သောကျင်နာတတ်သည့်ကောင်လေးတစ်ဦးဖြစ်တယ်။သူသည်နေ့စဉ်အလုပ်တွေပြီးတိုင်းတစ်တော်ထဲတွင်လှည့်လည်ရှာဖွေရန်လွန်နှစ်သက်တယ်။တနေ့တွင်သူသည်တစ်တော်ထဲတွင်အယောင်များတောက်ပနေသောဥတစ်လုံးကိုတွေ့ရှိခဲ့တယ်။ဖိုးကျွယ်သည်ထိုဥကလေးကိုနူးညံ့စွာအိမ်သို့တည်ဆောင်လာခဲ့တယ်။သူသည်ဥကလေးကိုနွေးနွေးထွေးထွေးထားပြီးအတွင်းမှာဘာရှိမလဲဆိုတာစူးစမ်းလိုစိတ်ဖြင့်စောင့်ကြည့်ခဲ့တယ်။ရက်အနည်းငယ်ကြာပြီးနောက်ငကလေးဟာအကွဲလာခဲ့တယ်။နဂါးပေါက်စလေးတစ်ကောင်ဦးထဲမှထူဆန်းစွာပေါက်ထွက်လာခဲ့တယ်။ထိုနဂါးလေးသည်အစိမ်းရောင်အကြေးခုံများနှင့်ရွှေရောင်မျက်လုံးများရှိတယ်။ဖိုးကျွယ်ဟာအဲ့ဒီနဂါးပေါက်စလေးကိုကစ်တီလို့နာမည်ပေးခဲ့တယ်။ကစ်တီသည်နေ့ရက်တိုင်းနှင့်အမျှပိုမိုကြီးထွားလာပြီးပိုမိုတန်မာလာခဲ့တယ်။သူတို့နှစ်ဦးသည်အချစ်ဆုံးမိတ်ဆွေများဖြစ်လာကာမကြာခဏအတူတကွကစားလေးရှိကြတယ်။ကစ်တီသည်ပြန်တန်းနိုင်ပြီးမိဘငယ်လေးများကိုလည်းမှုတ်ထုတ်နိုင်သည်။ကျေးရွာသားများသည်အစပိုင်းတွင်ကြောက်ရွံ့ခဲ့ကြတော့လဲမကြာမီကစ်တီကိုချစ်ခင်လာကြတယ်။ဖိုးကျွယ်နှင့်ကစ်တီတို့သည်ကျေးရွာနှင့်တစ်တော်များအပေါ်မှအတူတကွပြန်တန်းလေးရှိကြတယ်။တညတွင်ဓာပြအုပ်စုတစုသည်ကျေးရွာကိုတိုက်ခိုက်ခဲ့တယ်။ကျေးရွာသားများသည်အလန့်တကြားဖြစ်ကာထွက်ပြေးကြတယ်။ဖိုးကျွယ်သည်ရဲရင်စွာရက်တီကကစ်တီကိုအကူအညီတောင်းခဲ့တယ်။သူတို့နှစ်ဦးသည်ကောင်းကင်သို့ပြန်တက်ပြီးဓာပြများကိုရင်ဆိုင်ခဲ့တယ်။ကစ်တီသည်ဟိန်းဟောက်ကမိမုတ်ထုတ်ပြီးဓာပြများကိုခြောက်လန့်စေခဲ့တယ်။ဖိုးကျွယ်သည်ကျေးရွာသားများကိုကူညီကာပြန်လည်တိုက်ခိုက်ခဲ့တယ်။သူတို့သည်ကျေးရွာသားများနှင့်အတူတကွဓာပြများကိုကျေးရွာမှမောင်းထုတ်နိုင်ခဲ့ကြတယ်။ထိုနေ့မှစ၍ဖိုးကျွယ်နှင့်ကစ်တီတို့သည်ကျေးရွာ၏သူရဲကောင်းများအဖြစ်ကြော်ကြားလာခဲ့ကြတယ်